အတွက်ရိုးရှင်းနေတဲ့ဇာလေးချက်ပြပါမယ်။အယူစောပန်းခုပီစင်းလေးတွေကိုဒီဇာလေးစီးပြီးတော့ရင်းနှီးလေးနဲ့ဖြောလိုက်ပါမယ်။အဖွားကိုက်လို့ရတဲ့အနေအထားတွေဖြစ်မှာပေါ့နော်။ပြီးတဲ့အခါကျရင်နန်းစီလေးနဲ့စားလေးနဲ့ထည့်ပြီးတော့ခဏလောက်မွေးပါမယ်။ဒါဆိုရင်တော့စားလို့ရပြီပေါ့နော်။ပြီးရင်ဇာကအဖွားအတွက်ငါးလေးချက်ပြပါမယ်။ organic sauce ထည့်တယ်ပြီးရင်နန်းစီအဆက်လေးပါလာလေးထည့်တာပေါ့နော်။ပြီးရင်အရသာအတွက်စားလေးနဲ့ထည့်ပါတယ်။ကျတူမြူချင်းထည့်ပါမယ်။အဲ့ဒါလေးကိုတခြားလေးနေပြီးတော့ခဏလေးနှက်ထားမှာပေါ့နော်ဒီငါးလေးချက်ပြွားရေးတသားကအသားလေးတွေကိုချစ်ထုတ်ပြီးတော့အဖွားကိုတီးရဆိုတော့လေအတုံးတကြီးပဲတုံထားပါတယ်ပုံမှန်ဆိုရင်တသားဒီတိုင်းလေးပဲလုံးချက်မှာပေါ့နော်အဲ့လိုတွေးတာဒါပေမဲ့အဖွားလေးငါးရင်တက်ကန်ဒီမှာငါးရင်ကိုချိုချိုချင်းလေးစားချင်တယ်ဆိုတော့အဲ့နဲ့တသားကတတူနီဥအဝါကိုစီလေးတက်ပြီးတော့ခင်းကြီးလေးစော့ထဲတယ်ပြီးရင်တကြားလေးနေထိလိုက်တယ်ပေါ့နော်အဲဆိုရင်တော့အဖွားစားချင်တဲ့ငါချိုချိုချင်းလေးရပါပြီအဖွားလည်းအရင်ကြိုက်ပါတယ်